မင်းအကြောင်းမှတွေးနေမိတဲ့ဒီဦးကောင်းအရင်ဖြတ်အကောင်ခွာနေနဲ့အပေါ်ရံတွေကိုတိတ်မုံနဲ့ပြောပြီးချီဆုံးကန်တော့တဲ့မင်းကိုရင်ခုန်တန်းတစ်ချက်ချက်ခေါ်လိုက်တိုင်းကိုပြန်ဆုံနိုင်အောင်မလားမျော်လင့်နေမိပါသေးတယ်ဒုတိယလူလို့ထင်မှတ်နေတော့မှနောက်မှတီးလိုက်ရတာကကိုကစရုပ်ထလူလေလားတမယာဒီကိုပြောပါတယ်ခါခါတိတိဖြစ်နေတဲ့မင်းကြောင့်စားအများကြီးထည့်လိုက်တယ်အမေပြီးတဲ့မုတ်ဖိုးနဲ့ဝယ်ပြီးအချုံမုတ်တစ်စုံထပ်ထည့်လိုက်တယ်မဆုံနိုင်တော့တဲ့ဘဝတွေအစားတကြားအများကြီးထပ်ထည့်လိုက်ပါတယ်မင်းပြောတဲ့စကားတိုင်းအဟုတ်ကြီးထင်မိပြီးနောက်ပိုင်းကိုငရုတ်တီအများကြီးထပ်ထည့်လိုက်ပါတယ်အားလုံးကိုရောသမမွေပြီးတော်တူမလေးဒီအကြောင်းပြောတာဒီမှာပဲအဆုံးတက်လိုက်ရအောင်စင်တွားရလမ်းဖြစ်တယ်တဲ့အဲ့လိုပဲအချင်းဆိုင်နဲ့တစုံတယောက်ကိုလွမ်းဖြစ်တာပေါ့စားကြရအောင်哦，哈，学呗。